ကျွန်တော်ရဲ့ပထမဆုံးရုံးတက်ရက်မှာတင်ပဲအရန်လာတဲ့အမျိုးသမီးတယောက်ကကျွန်တော်ကိုဂိမ်းဆော့ဖို့အတင်းဆွဲခေါ်တော့တာပဲကျွန်တော်လည်းဂိမ်းထဲရောက်တာနဲ့ချက်ချင်းပဲအဲ့ဒီနနက်တီကောင်မာကိုဖိုးကိုရွေးပြီးဂျန်ဂယ်ဂျွန်ဂိုဆော့ဖို့ပြင်လိုက်တဲ့ဂိမ်းစတာနဲ့သူ့ရဲ့ blue buff စီတန်းပြေးပြီးရန်စားတဲ့ပုံစံနဲ့နှစ်ချက်စင်းနဲ့ double click လို့သူ့ကိုအယူလုပ်တယ်လို့အသေးလဲလှောင်ပြောင်တော့တာပဲဒါပေမဲ့သူကတော့တွားကြည့်ပြီးကျွန်တော်ရဲ့ဂိမ်းရက်ကိုပဲစိုက်ကြည့်နေခဲ့တယ်အကိုကြီးလွန်ခဲ့တဲ့9နှစ်တုန်းကကျမစီကနေလိန်သွားတဲ့ဒေါ်လာ100ကိုသုံးလို့ကုန်ပြီလားအေးဆက်ဆက်နှာခေါင်းရှုပ်တန်တဲ့အတူကျွန်တော်ကြော်ယူတဲ့စိတ်ခနဲ့ချမ်းသွားတယ်လို့ခံစားလိုက်ရတယ်လွန်ခဲ့တဲ့9နှစ်တုန်းကကျွန်တော်ဂိမ်းထဲမှာမိန်းကလေးရောင်ဆောင်ပြီးပတ်စံရှိတဲ့အမျိုးသမီးတွေကိုလိန်ဖုံးခဲ့ဘူးတဲ့အဲ့ဒီတုန်းကဒီယိုတင်ကဆိုတဲ့တခုလေးကိုပဲမိအောင်ဖမ်းနိုင်ခဲ့တာအဲ့ဒီအချိန်တုန်းကသူကအတန်ချိုချိုလေးနဲ့ညီမလေးတယောက်လိုပဲစကားပြောတိုင်းအကိုကြီးနဲ့စပြီးအကိုကြီးကျမကိုကူးဆွဲပေးပါဦး carry ပေးပါဦးလို့ပဲပြောတတ်တာကျွန်တော်ကလည်းအချို့တက်ပြီးစခင် scan အစ်စ်ဝယ်ခြင်းလို့တရုတ်ငွေရော200လိုနေသေးတယ်ဆိုပြီးလိန်ပြောခဲ့ဘူးတဲ့သူကဘာတခုမှမပြောပဲပတ်စံကိုချက်ချအင်းလွဲပေးခဲ့တာပတ်စံလဲရရောကျွန်တော်ကသူ့ကိုချက်ချင်း block လိုက်ပြီးကဘာမြေပြင်ကနေအငွေ့ပြန်တယ်လို့လူသူမသိတောက်ွယ်သွားခဲ့တာပေါ့ဒါပေမဲ့အိမ်မက်ထဲမှာတော့မတ်ဖူးဘူး9နှစ်အကြာမှာဒီလိုအခြေအနေမျိုးနဲ့ပြန်ဆောင်ရလိမ့်မယ်လို့အဲ့ဒီတုန်းကချစ်စရာကောင်းတဲ့တထေးမလေးကအခုတော့ကျွန်တော်ရဲ့တိုက်ရိုက်အထက်လူကြီး boss ဖြစ်နေပါရောလားဟာဟာ boss လူမားနေတာထင်တယ်ခင်ဗျာဒီအကောင့်ကကျွန်တော်သူများစီကနေအခုမှဝယ်ထားတာပါစူချင်းရှုစူကင်းဆီယိုကအေးဆက်ဆက်ရေးလိုက်ပြီးစာပွဲပေါ်ကနောက်ထပ်ကိုပိုင်ဖုန်းတစ်လုံးကိုကောက်ကန်ကနံပါတ်တစ်ခုကိုတန်းခေါ်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲကျွန်တော်အိတ်ကထဲကဖုန်းကအယူမှုတုံခါလာတော့တာပဲလုံးဝတိတ်ဆိတ်နေတဲ့ရုံခန်းကြီးထဲမှာဖုန်းမြည်တန်ကအတော်လေးကိုနားမခံတာအောင်ထွက်ပေါ်လာပြီးရုံခန်းတစ်ခုလုံးကမျက်လုံးပေါင်းများစွာကကျွန်တော်စီတပြိုင်နက်တည်းရောက်လာကြတယ်ကျွန်တော်ခြေထောက်တွေခွေကျသွားပြီးအလိုလျောက်တူးထောက်မိသွားတော့တယ်တထေးမလေးခင်ဗျာညှတာတော့မူပါကစားနင်းကိုပဲဖြစ်နေမှာတော့လွန်ခဲ့တဲ့9နှစ်ကအတိုးတွေကိုတိတိကျကျတွေ့ကြရအောင်သူကဂိမ်းဖုန်းကိုပြန်ကောက်ကင်ပြီးပွဲကိုဆက်စော်တယ်ဒါပေမဲ့ရန်သူအဖွဲ့ကိုလုံးဝမတိုက်တော့ပဲမြေပေါ်နဲ့ကျွန်တော်နောက်ကိုပဲလိုက်နေပြီးကျွန်တော်ရှိတဲ့နေရာ coordinates တွေကိုပါရန်သူစီဖွင့်ပေးတော့တာပဲပွဲပြီးသွားတဲ့အခါကျွန်တော်ရဲ့ရလက် stars ကကြည်ရဆိုးလွန်းလာတယ်သူညတေး20တခါတေးသူညအကူညီသူည20တူညအဲ့ဒီနောက်သူကကျွန်တော်ကို report ထုတ်လိုက်ပြီးကျွန်တော်ရဲ့ credit score ကိုပါလုံးဝသူညဖြစ်အောင်လုပ်ပြလိုက်တယ်နောက်ဆုံးတော့သူမက်တက်ရက်ပြီးကုမ္ပဏီဝန်ထမ်းအားလုံးရှေ့မှာကြေညာလိုက်တယ်ဒီနေ့ကစပြီး link ကို link ကိုခရဲ့အထူးလက်ထောက်ဖြစ်ယာတူးပြောင်းလိုက်တယ်သူ့စာပွဲကိုငါယုံတန်းနဲ့ရွှေ့လိုက်ပါလူတိုင်းရဲ့တနာကယူနာတက်နေတဲ့အကြည့်တွေအောက်မှာကျွန်တော်စာပွဲကသူ့မျက်စိအောက်တက်တဲ့ကိုရောက်သွားတော့တယ်အဲ့ဒီအပြင်အောက်ထက်ကပန်းချန်ထဲမှာရှိတဲ့ပရွက်စိတ်တွေကိုအကောင်ရီလိုက်ရေတွက်ဖို့အလုပ်တစ်ခုပေးသေးတယ်တကောင်ပျောက်တိုင်းလာစားတဲ့ကတရားဖြစ်မဲ့တဲ့တင်းပေါက်အပြင်ကပူပြင်းလာတဲ့နေရာကိုကြည့်ပြီးကျွန်တော်လုံးဝဆုံးသွားပြီးမဲ့ထွက်ပြေးဖို့ကမဖြစ်နိုင်တော့ဘူးဖြစ်တင်ကြီးတွားဖို့တော့မရဲတာကြောင့်နောက်ဆုံးတော့တောက်လောင်နေတဲ့နေပူထဲမှာတမုံလွဲလုံးပရွက်စိတ်ထိုင်ရေတွက်ခဲ့ရပြအရေးပြားတွေတောင်ကြွာကြကုန်နဲ့အဲ့ဒီညကငှားခန်းကိုပြန်ရောက်တော့တွေးမိလေးမခံမရနိုင်ဖြစ်လေးပဲတော့ပြီးဒီလိုအမိုက်လိုအလုံးမျိုးကိုဆွန့်လွတ်လိုက်တော့မယ်နောက်တနေ့မနက်မှာပဲဝန်ထမ်းရေးရစီတန်းပြေးပြီးနှုတ်ထွက်စာတင်လိုက်တဲ့အမျိုးသမီးဝန်ထမ်းကကျွန်တော်ကိုလုံးဝတနာတဲ့အကြည့်နဲ့ကြည့်ပြီးစာချုပ်တစ်ခုကမ်းပေးတယ်လင်းကွေနေ့ရဲ့စာချုပ်ကိုပြန်ကြည့်လိုက်ဦးအပိုင်းကလင်းကွေစာချုပ်တက်တန်းအတွင်းမိမိသဘောဆန္ဒလျောက်နှုတ်ထွက်ပါကအပိုင်းကကိုစာချုပ်ဖြတ်သိမ်းခြင်းအဖြစ်ရန်ပုံငွေတရုတ်ငွေ2တန်း2 million ရန်ပေးတော်ရမည်2တန်းဟုတ်လားဒီမိမကမိတ်ဆာမလားပတ်စံတော့200ကျောင်းနဲ့ဒီလောက်အထိလောက်ရလားကျွန်တော်လည်းခါတိမှုကိုမျိုးသိပ်ပြီးသူ့ရဲ့နှိမ့်ဆက်မှုတွေကိုဆက်လက်ခံနိုင်ရရှိဖို့ဇေယိုရုံးခန်းစီပဲပြန်သွားခဲ့ရတော့တယ်လင်းကွေငါ့ကိုကော်ဖီတစ်ခွက်ဖြောပေးစမ်းကျွန်တော်ကော်ဖီယူလာပြီးတော့သူကတငုံတောက်ပြီးကျွန်တော်ခြေရင်းကိုချက်ချင်းတုံချဖြစ်တယ်ပူလုံးနဲ့အေးလုံးနဲ့တကြားများလုံးနဲ့တကြားမပါဘူးဒီလိုနဲ့ပဲသူကကျွန်တော်ကိုအခောက်ပေါင်းတရားစင်မကခောက်တုတ်ခောက်ပြန်ပြေးခိုင်းတော့တယ်ကျွန်တော်ခြေထောက်တွေဟာကျွန်တော်ဟာမဟုတ်တော့တယ်လို့ခံစားရတဲ့ညတာမှုကင်းမဲ့တဲ့နှိမ့်ဆက်မှုတွေပြီးသွားပြီးအထင်နဲ့စိတ်တရခံပြီးမှပဲသူကအမိတ်အစ်စ်ထထုတ်ပြန်ရောကုမ္ပဏီက corporate ယဉ်ကျေးမှုအသစ်တစ်ခုကိုအကောင့်ထဲပေါ်တော့မယ်ငါရဲ့အထူးလက်ထောက်အနေနဲ့နင်ကစံပြဖြစ်ရမယ်ဒါကြောင့်မနေ့ပြန်ကစပြီးနေ့တိုင်းတင်းဆက်ကောင် cosplay ဝတ်စုံဝတ်ပြီးရုံးတက်ပါဘာ cosplay ဝတ်ရမယ်ဟုတ်လားမနေ့ပြန်တော့နေ့အကြိုက်ဆုံးအဲ့ဒီနနက်တီကောင်ဝတ်စုံကနေပဲစတာပေါ့ဒါကြောင့်နောက်တနေ့မှာတော့အရက်6ပေကို4ချိန်ပေါင်180ရှိတဲ့ကျွန်တော်တို့လူကြီးတယောက်ဟာချက်ထုတ်နေတဲ့ cosplay ဝတ်စုံကိုနနက်တီကောင်ရဲ့ဝတ်စပင်တို့ကိုစောင်းပြီးကုမ္ပဏီတစ်ခုလုံးကိုပတ်ရှောင်နေရတော့တယ်သွားလျာမှာမထိန်နိုင်ပဲဒါဟာရေမောတန်တွေပြန့်လွင့်နေခဲ့တယ်အဲ့ဒီနေ့ကကျွန်တော်ရဲ့တိတ်ခါဟာချမ်းပြင်ပေါ်ပြုတ်ကျပြီးအချင်းချင်းအနှင်းခံလိုက်ရတယ်လို့ပါပဲဌာနတွင်အစည်းအဝေးလုပ်တော့စူချင်းရှုစူကင်းကစီယိုကပိုလို့တောင်ဆိုးလာသေးတယ်ပရိုဂျက်တာပေါ်ကဘန်နာရေးအစီရင်ခံစာကိုညွှန်ပြပြီးကျွန်တော်ကိုပြောတယ်လက်ထောက်ရင်းအဲ့ဒီနနက်တီကောင်ရဲ့အတန်နဲ့ဒီဘန်နာရေးအစီရင်ခံစာကိုလူတိုင်းကြားအောင်ဖတ်ပြပေးပါကျွန်တော်အစီရင်ခံစာကိုသူ့မျက်ခွက်စီလွှတ်ထူမပြစ်မိအောင်အစွမ်းကုန်အောက်အီးတိခံခဲ့ရတယ်ပြီးတော့ယူးကြောင်ကြောင်အတန်ကြီးနဲ့ဖတ်ပြလိုက်ရတယ်မင်းတို့ကိုမြင်ရတာငါ့ကိုလူတယောက်အကြောင်းတတိယစေတယ်သူငါ့ကိုနှစ်ရကျွေးတင်နေတယ်အစည်းအဝေးပြီးတော့နားနေခံထဲမှာလုပ်ဖို့ကင်ဘက်တွေနဲ့စူးချင်းရှိုးကစုံမကြီးဆိုပြီးအတင်းတုံနေလုံးဘသူကထင်ထားမှလဲသူနဲ့ကွက်တီတူးတော့တာပဲဒါပေမဲ့သူကဒေါသမထွက်တဲ့အပြင်ကျွန်တော်ကိုရဲချင်းပက်ချင်းအကြည့်နဲ့အကဲခတ်ပြီးပြောတယ်နင်ကငါ့ကိုစုံမကြီးလို့ခေါ်မှတော့ငါတမျက်စီကဘယ်မှာလဲနင်ကိုနာယူဝက်ချိန်ပေးမယ်စုံမစီတဲ့တမျက်စီနဲ့ကွက်တီတူတာတခုသွားဝယ်ပြီးဒီကိုပြန်လာခဲ့ပေါ့ဒါနဲ့ပြန်လာတဲ့လမ်းမှာအဲ့ဒီတမျက်စီကိုခွာစီပြီးပြန်လာရမယ်နော်ဒါကြောင့်ပဲလမ်းတော်လမ်းလာတွေနဲ့ရင်ထင်းရဲတွေရဲ့အကြည့်တွေအောက်မှာတမျက်စီကြီးကိုခွာစီပြီးကုမ္ပဏီကိုပြန်လာခဲ့ရတဲ့စူးချင်းရှုကတော့သူ့ရုံးခန်းကဝရန်ဒါမန်ပြတင်းပေါက်ကြီးရှိမှရက်ကြည့်နေခဲ့တယ်ကျွန်တော်တကယ်ကြီးအရန်ပင်ပန်းနေပြီမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တရက်မှာတော့သူကကျွန်တော်အကြိုက်ဆုံးရေချိုးပစုံထုတ် crawfish အကင်တွေနဲ့ကြက်ကြော်တွေကိုစပွဲပေါ်အပြည့်တင်ပြီးကျွန်တော်မျက်စိရှိမှပဲစိန်နဲ့ထိုင်စားပြနေတယ်ကျွန်တော်ကတော့တလုံးမှမကြွေးဘူးနင်အခုဘလို့ခံစားရလဲသိပြီလားဒါဟာလွန်ခဲ့တဲ့9နှစ်တုန်းကနင်ကိန်းထဲဝင်လာပြီးငါ့ကိုကူဆွဲပေး carry ပေးမလားဆိုပြီးဗိုက်စာစာနဲ့စောင့်နေခဲ့ရတဲ့ငါရဲ့ခံစားချက်ပဲဒီလိုငရဲခန်းထဲမှာဆက်နေရတော့မယ်လို့ထင်နေတော့မှပဲမဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တယောက်ကြောင့်ဒီတိတ်ဆိတ်ငြိမ်သက်မှုကလုံးဝပျက်စီးသွားခဲ့တယ်သူကနှင်းစီပန်းပွင့်ပေါင်းကို169ပွင့်ပါတဲ့ပန်းစီကြီးကိုကင်ပြီးဆေးရောရုံးခန်းထဲကိုတန်းဝင်လာတာချင်းရှုငါပြန်လာပြီဝီရှင်းချက်ဝီစင်းဂျန်နင့်ကိုဘသူကဝင်ခွင့်ပြုလို့လဲသမီးရဲ့အေးဆက်ဆက်မျက်နှာကိုလုံးဝလစ်လူရှုပြီးသူကအနားကိုတိုးကပ်လာကသူကိုသူချောတဲ့ထင်တဲ့ပုံစံဖတ်လိုက်ရင်မင်းကလေးမသိချင်အောင်ဆောင်မနေပါနဲ့တော့မင်းမီနဲ့ကစားနေတာခံစားမိရဲ့လား
ဒီဘက်ခေတ်ကြီးမှာဒီလိုကြက်တီးထားစရာကောင်းတဲ့အာနာရှင်ဆိုစကလုံးတွေကိုတုံးနေသေးတဲ့လူရှိသေးတာပဲစူချင်းရှိုးကတော့တကယ်ကိုစိတ်ပြက်လုံးလို့ပောက်ကွဲလူနီးပါဖြစ်နေပြီးသူကမျက်လုံးဝှေ့ကြည့်လိုက်ပြီးအနားမှာနက်နက်တီးကောင်ဝစ်စုံကြီးဝတ်လို့ရက်နေတဲ့ကျွန်တော်ကိုရုတ်တရက်ဆွဲခေါ်လိုက်တယ်မိတ်ဆက်ပေးပါရစေဒါကကျမရဲ့ရည်စားပဲဘာကြီးဘာဖြစ်တယ်ဝေရှင်းကျန်ရဲ့အကြည့်တွေကကျွန်တော်စီကိုချက်ချင်းတလန့်တွေလိုရောက်လာပြီးကျွန်တော်ခန္ဓာကိုယ်ကိုအပေါက်နဲ့ပေါက်ဖောက်တော့မဲ့အတိုင်းပဲသူကအိတ်ကက်ထဲကနေချက်လက်မတ်စာအုပ်ကိုဆွဲထုတ်ဖို့ပင်နဲ့ကနန်းတချို့ကိုရေးလိုက်တယ်ငါမင်းကို9တန်းပေးမယ်သူစီကနေထွက်သွားလိုက်9တန်းဟုတ်လားကျွန်တော်တသက်မှာဒီလောက်များတဲ့ပတ်စံမျိုးတစ်ခါမှမမြင်ဘူးကျွန်တော်လက်ကအလိုလိုလှမ်းပြီးတော့မဲ့အချိန်ပါပဲနောက်တစ်စက္ကန့်မှာခြေပမိုးပေါ်ကနေဆူဆူရှာရှာနာကျင်မှုကိုခံစားလိုက်ရတဲ့စူးချင်းရှိုးရဲ့10စင်တီမီတာရှိတဲ့တောက်ဖက်နှက်ချွန်ကြီးနဲ့ကျွန်တော်ခြေထောက်ကိုအားနဲ့တနင်းလိုက်တာပဲနာလုံးလို့အသက်ရှူတော်မှားသွားတဲ့သူကကျွန်တော်နာနာကပ်ပြီးအတန်တိုးထားပြီးမဲ့တေးလောက်အောင်ကြောက်ဖို့ကောင်းတဲ့လေတန်းနဲ့ပြောတယ်ယူရဲယူကြည့်လိုက်နေသေးပြီးသားမှတ်နာကျင်လုံးလို့ကျွန်တော်မျက်နှာကြီးရှုံးမဲ့သွားပြီးမျက်လုံးတွေပါပြူးထွက်သွားတဲ့အသက်ရှင်လို့စိတ် survival instinct တစ်ချောင်းမျက်ရည်တွေကိုအောင်းကြီးကမျက်စိရှိကချက်လက်မှတ်ကိုညှင်းပယ်လိုက်ရတဲ့ချင်းရှုပ်အပေါ်ထားတဲ့ကျွန်တော်အချစ်ကပတ်စံနဲ့ထည့်လို့မရပါဘူးကောင်းပြီမင်းဆောင်နေလိုက်ဒီမျိုးမှာမင်းချေချစရာနေရာမရှိစေရဘူးမင်းကဘာကောင်းမို့လို့လဲငါခွေးကိုငါပဲနှိမ့်ဆက်ပိုင်ခွင့်ရှိတယ်ကြောက်စရာကောင်းတဲ့အချိန်ဝါအရာတွေရှိတဲ့လူလူဆန်းနှစ်ယောက်ကြားထဲညက်နေတဲ့ကျွန်တော်ဟာအဲ့ဒီညကအသက်ရှူပင်တက်ချင်လာတဲ့လက်ကောင်းရအချိန်ကိုအခွင့်ကောင်းယူပြီးကျွန်တော်ရဲ့စုပ်ပြက်နေတဲ့အိတ်ကိုအသားလေးထုတ်ဖို့ကနေရလိပ်စာရှိရာရွာကိုပြန်မဲ့ရထားလက်မှတ်ကိုညာတွင်ချင်းပဲဝယ်လိုက်တယ်ထွက်ပြေးရမယ်ငါတေချာပေါက်ထွက်ပြေးမှဖြစ်မယ်စစာကျုပ်ဖြစ်သိန်းကြီးတရုတ်ငွေနှစ်တန်းကိုဘသူကဂယူးဆိုင်နေမှလဲဒီအဖိုးကြီးအလုပ်ထွက်ပြီးကွာအဆိုးဆုံးဖြစ်လာရွာပြန်ပြီးလဲဆိုင်စားမယ်စူးချင်းရှုတယောက်ဒီတော့ရွာအထိလိုက်လာနိုင်မလဲကြည့်ကြသေးတာပေါ့ရထားစားထွက်ကလေးကပြင်းပေါက်အပြင်ဘက်ကမြို့ပြရဲ့မီးအောင်တွေတရေနောက်ကျန်ခဲ့တာကိုကြည့်ပြီးတက်ပြင်းအရှိကြီးချလိုက်မိတယ်ဟီဟီနှုတ်ဆက်ပါတယ်ဆုံးမကြီးရေလင်းကွေတော့နောက်ဆုံးတော့လွတ်မြောက်ပြီဇာတိချက်ကျွေတောရွာမြေတို့ပြန်ရောက်ချင်းရွာကိုပြန်ရောက်တော့တကူလုံးလန်းဆန်းသွားတယ်လို့ခံစားရတယ်အသက်ရှူကျက်လာတဲ့ cosplay ဝစ်စုံကြီးကိုချွတ်ပစ်ပြီးဘောင်းဒီတိုနဲ့ညက်ဖက်နဲ့လေးလဲစီးလိုက်ရင်အတိတ်ကရွာထဲမှာအောက်ခြေလွတ်အောင်စိုးသွမ်းခဲ့တဲ့လူမိုက်ကောင်းဆောင်ဘဝကိုပြန်ရောက်သွားတယ်လို့မျိုးခံစားလိုက်ရတယ်ကျွန်တော်အဖွားကတော့ကျွန်တော်ပြန်လာတာကိုမြင်ပြီးဝမ်းသာအားရနဲ့ကိုမပြုံးပဲမနေနိုင်တော့ဘူးခွေအား QR နေပြန်လာပြီလားမြို့ပေါ်မှာအစင်မပြေလို့လားမြေးလေးရဲ့အဲ့ဒီမြို့ပြဆိုတာလူနေဖို့ကောင်းတဲ့နေရာမဟုတ်ပါဘူးတို့ဇာတိရွာလေးကမှလောက်ကင်စားတော့ရတာပိုကောင်းသေးတယ်နောက်ထပ်2ရက်လုံးကျွန်တော်ဘာကူမှဂယူးမဆိုင်တော့ပဲအကျွင်းမဲ့အနားယူဖြစ်လိုက်တယ်။နာရီတောက်နဲ့ရွာကကလေးတိုက်ကိုဥဆောင်ပြီးရွာထိပ်ကကုန်းစုံဆိုင်ရှိမှနေတိုင်း Honor King ကဂိမ်းထိုင်ဆော့ကြတာပေါ့။ကျွန်တော်ရဲ့ဂိမ်းကစားတဲ့လက်ကွက်ကျွမ်းကျင်မှု mechanics တွေကိုပြသရင်းနဲ့အတိတ်ကကျွန်တော်ရဲ့ရွှေခေတ်အကြောင်းကိုလည်းကလေးတွေကိုကြွားလုံးထုတ်လိုက်သေးတယ်။မှတ်ထားကြအဲ့ဒီတုန်းကမင်းတို့ရဲ့အကိုကြီးတွေကတနိုင်ငံလုံးအတိုင်းတာ National Server မှာနံပါတ်1 Marco Polo ကွက်ဂိမ်းတွေကဒါနဲ့လက်နဲ့ဆော့တဲ့အလန်းဆုံးကစားသမားတွေတောင်ငါ့ကိုမြင်ရင်ဆရာလို့ခေါ်ရတယ်။ကလေးတွေကကျွန်တော်ကိုအထင်ကြီးလေးစားတဲ့မျက်လုံးတွေနဲ့ဝိုင်းကြည့်ကြတာကြောင့်ကျွန်တော်ရဲ့လေးလုံးထွားခြင်းတဲ့စိတ်ကအတိုင်းထက်အလွန်ကျဉ်းနေသွားရတာပေါ့။အဲ့ဒီအချိန်မှာပဲရွာထိပ်ကတကြောင်တဲ့တော့မြေသားလမ်းမပေါ်မှာဖုံလုံးကြီးတွေထတောက်လာတယ်။အင်တာနက်ပေါ်မှာပဲမြင်ဘူးတဲ့ Maybach ကားအကောင်းစားကြီးတစ်စီးအဝေးကနေတရွေ့ရွေ့မောင်းနေလာတာလမ်းဘေးကမြင်ကွင်းတွေနဲ့လုံးဝအဆက်မနေတဲ့ကားကြီးရဲ့စိမ့်ခန့်ရှိန်ဝါကြောင့်လယ်ထဲမှာအလုပ်လုပ်နေတဲ့လူတွေအိမ်ထဲမှာဖက်ရိုက်နေတဲ့လူတွေနဲ့တစ်ပင်ရိပ်အောက်မှာနားနေတဲ့လူတွေအားလုံးလမ်းဖြတ်ပြီးအုံကျွတ်ကျွတ်နဲ့ဝိုင်းဝန်းကြည့်ကြတော့တာပဲဖျားကြီးဒါဘာကားကြီးလဲဟာရွာလူကြီးရဲ့ tractor ထက်တောင်အများကြီးပိုလန်းသေးတယ်ဒါမျိုးတစ်စီးရဖို့ငါတို့ပြောင်းမှုပူပေါင်းဘယ်လောက်တောင်ရောင်းရမလဲမသိဘူးရွာသားတရွာလုံးရဲ့စူးစမ်းလို့စိတ်ပြင်းပြနေတဲ့အကြည့်တွေအောက်မှာပဲအဲ့ဒီမေဘက်ကားကြီးကကျွန်တော်ရှိတဲ့မှာထိုးရက်လိုက်တယ်ကားတကားပွင့်လာပြီး10စင်တီမီတာမြင့်တဲ့ဒေါက်ခနဲ့ချုံဝထားတဲ့မာနာထောင်ထားတဲ့ခြေထောက်တစ်ဖက်ကအရင်ဆုံးထွက်လာတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီခြေထောက်ကလမ်းဘေးကနွားချီပုံအလက်စားကြီးတဲ့ကိုတက်မက်ကြီးနင်းမိသွားတော့တာပဲစူးချင်းရှုစူကင်းစီပါလာသူတကယ်ကြီးဒီတော့ခေါင်ခေါင်ထိလိုက်လာလားစူးချင်းရှုကခြေဝါအောက်ကညစ်ပတ်ပေမှုကိုဂယုမဆိုင်နိုင်ပဲဝိုင်းအောင်နေတဲ့လူအုပ်ကြီးတဲ့ကနေလူတက်တော့မဲ့အကြည့်မျိုးနဲ့ကျွန်တော်စီတန်တန်မက်ရှောက်လာခဲ့တယ်လင်းကွေနင်းဒီလိုတောင်ပေါ်ကဝေးလံတဲ့ချောင်ကျိုချောင်ကြားထဲမှာပုံနေရင်အဲ့ဒီမောင်2ယောက်ကိုပြန်မဆက်ရတော့ဘူးထင်နေလားအတင်းချင်းပြောရတာဝါသနာပါတဲ့ရွာသားတွေရဲ့အကြည့်တွေကကျွန်တော်တို့နှစ်ယောက်ကြားထဲမှာကူးကြည့်တန်းကြီးဖြစ်နေတော့တယ်ပြီးတော့အချင်းချင်းနာနာကပ်ပြီးတီတိုပြောကြတော့တာပဲတို့ရွာကရှာရှာပပတက္ကသိုလ်ကျောင်းသားလေးကသူများစီကနေပတ်စံတော့200တဲ့ကျွေးတင်နေတာကိုဒါပေမဲ့ဒီကောင်မလေးကလည်းမနှဲဘူးဟေးပတ်စံ200တဲ့အတွက်နဲ့ဒီလိုကားကောင်းစားကြီးကိုဒီအထိမောင်းလာတယ်ဆိုတော့အတော်လေးကိုကက်စင်းနေတာပဲစူးချင်းရှုခါများဒေါသတကြီးနဲ့တုံရင်နေရှာတယ်သူကရွာသားတွေကိုပြန်ရှင်းပြခြင်းပေမဲ့ဒီရွာသားတွေကိုရှင်းပြနေလဲလုံးဝအပူပဲဆိုတာသိလိုက်တယ်နောက်ဆုံးတော့သူဒေါသအရှိန်ဟုန်အားလုံးကိုကျွန်တော်ခေါင်းပေါ်ပဲပုံချလိုက်တော့တယ်နွားချီတွေပြေးပွားနေတဲ့သူ့ရဲ့တောက်ဖက်နှက်ကိုညွှန်ပြပြီးဒါကိုဆင်းအောင်တုပ်ပေးစမ်းအဲ့ဒီကြည်ရဆူလာတဲ့တောက်ဖက်နှက်နဲ့မိတောက်မတက်ဖြစ်နေတဲ့သူ့မျက်နှာကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာရုတ်တရက်အားရကျဉ်းနှံ့မှုလိုင်းလုံးကြီးတစ်ခုဖြတ်တန်းသွားတယ်ဒါပေမဲ့ရွာသားတွေရဲ့တူပြောတန်တွေကပူကျလာပြီးသူတို့ရဲ့အတွေ့တွေကလည်းလုံးဝစီးလို့ဝါလို့ဖြစ်လာတော့တယ်ဒီမိန်းကလေးကကြည်ရတာကစင်းနဲ့မဲ့ပုံလည်းမဟုတ်ပါဘူးကိုအားကသူ့ရဲ့အသေးကိုခိုးယူပြီးလိန်သွားတာများလာနေပါဘူးကိုဝင်ရှိနေလို့ကလေးဖေကိုဒီအထိလိုက်ရှာတာတော့မဟုတ်ပါဘူးနော်ကျွန်တော်ခေါင်းတစ်ခုလုံးပောက်ကွဲမတက်ဖြစ်သွားရတယ်သူ့ကိုဒီထက်ပိုပြီးပြဿနာရှာခွင့်ပေးထားရင်ကျွန်တော်ရဲ့ဂုံတိတ်ခါဟာလုံးဝအဖက်ဆယ်လို့ရတော့မှာမဟုတ်ဘူးဒါကြောင့်သွားကြည့်ပြီးလမ်းဘေးကမျက်ပင်တဆုပ်ကိုဆွဲနှုတ်လိုက်ရတယ်ပြီးတော့ပြုတ်အန်ချင်းစိတ်ကိုအောက်ဤကသူ့ဖက်နှက်ကနွားချီတွေကိုချစ်ထုတ်ပေးလိုက်ရတော့တယ်စူးချင်းရှုကကျွန်တော်ရဲ့တနာစရာမျက်နှာပေးကိုမြင်မှပဲစိတ်နဲ့နဲ့ပြေးသွားပုံရတယ်သူ့မျက်နှာအမူအရာကနောက်ဆုံးတော့အနှဲငယ်ပြော့ပြောင်းသွားပြီးကျွန်တော်ကြွေးမိတွေအားလုံးပြန်မဆက်နိုင်မချင်းဘဲမှမသွားပဲကျွန်တော်အိမ်မှာပဲနေမယ်လို့ကြေညာလိုက်တယ်ကျွန်တော်အဖွားကတော့ဒါကိုကြားချင်းပဲအတိုင်းမသိဝမ်းသာသွားတာပေါ့သူကကြွေးမိတွေဘာတွေအကြောင်းနားမလည်ရှာဘူးလက်သမီးလေးတစ်ပါးလို့လှပတဲ့မိန်းကလေးတစ်ယောက်ကိုကျွန်တော်အိမ်ခေါ်လာတာကိုပဲမြင်တာလေโอเคဒီမိန်းကလေးကတိတ်လာတာပဲတို့ကိုအားရဲ့ရီးစားလေးလာကွယ်ဘာတွေလဲဟာမြို့ပြသူထေးမလေးနဲ့တောရွာတလေးဒါပေမဲ့စူးချင်းရှုအတွက်တကယ်ကဘာပြတ်မဲ့အိမ်မက်စူးကြီးကတော့သူကျွန်တော်တို့ရဲ့အိမ်ဝင်နဲ့ခြေချလိုက်တဲ့စကန်ကစပြီးတရားဝင်စတင်ခဲ့တာပဲဖြစ်တယ်
ပထမဆုံးအနေနဲ့သူအိမ်ဝင်းထောင်းကအဲ့ဒီအရာကိုလှမ်းမြင်သွားတယ်။အုတ်ခဲတွေအမိုးပြားတွေနဲ့ယာယီဆောက်ထားတဲ့ကျင်းအိမ်သားရွာသုံးအိမ်သားကြီးကိုပေါ့သူ့မျက်နှာချက်ချင်းဖြူဖြော့သွားတော့တယ်ကျွန်တော်လည်းအဖွားကိုကူညီပြီးသူ့အတွက်အခန်းတစ်ခန်းပြင်ဆင်ပေးလိုက်ရတယ်။ကျွန်တော်ညီမလေးအိမ်တော်မကြခင်ကနေခဲ့တဲ့အခန်းလေးပေါ့မတောက်နေတဲ့တစ်သားပတင်ပေါ်မှာအယောင်လွင့်နေတဲ့နီနီစိမ့်စိမ့်ပန်းပွင့်လက်ရဆောင်ကြီးတစ်ထည်ခင်းထားတဲ့စပရိတ်မွေးရာတွေဘာတွေမရှိဘူးဖြာချမ်းတွေပဲရှိတယ်။နေအိမ်မှာလားမအိပ်ဘူးလား။တကောင်ရအချိန်မှာပဲဘေးကန်းကနေတွေးပြက်စရာအော်ဟစ်တန်ကြီးကြောင့်ကျွန်တော်လက်နိုးလာရတယ်။ချင်းတွေကြိုက်နေလို့လင်းကွေနေအခုချက်ချင်းဒီကိုလာခဲ့စမ်းကျွန်တော်လည်းစိတ်ထဲကနေခုပြုံးရင်အဖွားရဲ့ပန်းပွင့်ဒီဇိုင်း paste နဲ့တစုံနဲ့ကျွန်တော်အမေငငယ်တုန်းကဝတ်ခဲ့တဲ့အဝတ်စားတစုံကိုရှာပေးလိုက်ရတယ်။ Boss စုရေရောက်တဲ့အရက်မှာထုံးစံအတိုင်းပဲနေရတာပေါ့။ Ding do was the Roman still နောက်တနေ့မနက်မှာတော့စူးချင်းရှိုးတယောက်အပြစ်ဆိုခွင့်မရှိတဲ့ကြေးလက်တော်ရွာမင်းကလေးဝတ်စုံကြီးကိုဝတ်ပြီးအခန်းထဲကထွက်လာတဲ့အခါကျွန်တော်ထမင်းလုပ်တောင်တီးမတက်အော်ရမိတော့တယ်။တကယ်ပြောတာဒီဝတ်စုံကနင်းနဲ့တကယ်ကိုလိုက်ဖက်တယ်ဟာလင်းကွေငါဘိုက်စာပြီးအမေတာစတိတ် medium rare steak စားခြင်းနဲ့ကျွန်တော်ကတော့ရွေးလိုက်တဲ့အပြုံးတစ်ခုနဲ့တူမိဖို့ချောင်းနဲ့ဝင်သွားပြီးသူ့အတွက်ဇာမနီရွက် 5 minute အတုံးနဲ့နံပင်ကျော်နဲ့ဝတ်သားတုံးထက်သားချက်အစီတဝင်းဝင်းတပွဲကိုပြင်ဆင်ပြီးချကျွေးလိုက်တဲ့စူးချင်းရှိုးကလူသားတွေရဲ့အရသာခံမှု test buds အကန့်အသတ်ကိုစိန်ခေါ်နေတဲ့ဟင်းပွဲတွေပြည်နေတဲ့ဆက်စားပွဲကြီးကိုစိုက်ကြည့်နေခဲ့တဲ့သူ့မျက်နှာမူအရာကတရရိပ်ပြောင်းလဲလို့နေတယ်။ဒါပေမဲ့သူ့ရဲ့အာနာရှင်ဆဲဆိုတဲ့ဂုံတိတ်ခါကိုထိမ့်သိမ့်ဖို့အတွက်သူဇာမနီရွက်ကိုတလုံးအတင်းမြုပ်ချလိုက်တယ်။နောက်တစ်စက္ကန့်မှာတော့သူအိမ်ဝင်းထဲကိုတန်းပြေးပြီးအသေးလဲထိုင်တော့တာပဲ။အဲ့ဒီညကသူ့မောင်နာကိုအသေးလဲကြောက်နေပြီးတယောက်တည်းမအေးရတာကြောင့်ကျွန်တော်ကိုကလတ်ထိုင်တလုံးဆွဲခိုင်းပြီးသူ့အခန်းတကားဝမှာထိုင်ဆောင်ခိုင်းတယ်အဲ့ဒါတင်မကသေးဘူး။ကျွန်တော်အင်ဂျီဆောက်ကိုလည်းလုံးဝလက်မလွတ်တန်းတင်းတင်းကြပ်ကြပ်ဆွဲကင်ထားသေးတယ်။ Boss နင်ဒီလိုမျိုးလာဆွဲနေတာကလုပ်ငန်းခွင်တွင်လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်မှု workplace sexual harassment မြောက်တယ်နော်သိရလား။ဗစက်ပိတ်ထားစမ်းနင်းကိုညဆောင်ခိုင်းတာနဲ့အတွက်အမြင့်ဆုံးဂုဏ်တက်ပဲ။သူ့ကိုကြည့်ရတာတေလောက်အောင်ကြောက်နေပြီးတော့မှအတင်းလေလုံးထွားနေသေးတယ်ကျွန်တော်ရုတ်တရက်တွေးမိတယ်ဒီမိစ္ဆာမလေးကတွေးကြည့်ရင်လည်းတိတ်ပြီးမုန်းဖို့မကောင်းလာပါဘူး။ရာစုနှစ်ဤလေကွင်းပြင်တိုင်ပွဲနောက်တနေ့မနက်စောစောမှာပဲတဝုံဝုံနဲ့ကျေလောင်လာတဲ့အတန်ကြီးကြောင့်မတ်မုံပွင့်ရွာ Peach Blossom Village တရွာလုံးနိုးလာကြတယ်ကျွန်တော်လန်နိုးပြီးအိမ်ဝင်းထဲကပြေးထွက်ကြည့်လိုက်တော့ရဟတ်ရင် private helicopter အဖြူရောင်ကြီးတစ်စီးကိုတွေ့လိုက်ရတယ်။ရွာထိပ်ကကောက်ရိုးလန်းတဲ့ကွင်းပြင်ကျဲကြီးတွေကိုရဟတ်ရင်ကတုံတုံချီချီနဲ့ဆင်းတက်လာတာရဟတ်ရင်မဆင်းတက်ခင်ကတည်းကဒလက်တွေရဲ့ပြင်းထန်တဲ့လေဝေးမှုကြောင့်မနက်ခင်းကိုလက်လှုပ်ရှားမှုလုပ်နေတဲ့အဖိုးဟိုင်ပုံမနက်ရဲ့သပင်တူကြီးတောင်လွတ်ထွက်သွားခဲ့တယ်ရဟတ်ရင်ပေါ်ကနေဝေရှင်းချန်ဝေစင်းဂျင်ကနှင်းစီပြပန်းစီကြီးကိုကင်ပြီးဆွဲဆောင်မှုရှိတဲ့ပုံစံနဲ့ဆင်းလာခဲ့တယ်သူထင်ထားတာကတော့ဒီပုံစံကအတော်လေးကိုလမ်းလိုက်မယ်ပေါ့ဒါပေမဲ့ခြေချလိုက်ပြီးတာနဲ့ဘေးနာကဝက်ချန်ကနေထွက်လာတဲ့ဆူရှာလာတဲ့အနံ့ဆိုးကြီးကြောင့်သူနှာခေါင်းကိုပိတ်ပြီးချက်ချင်းပြုတ်အံတော့မလို့ဖြစ်သွားရှာတယ်သူမျက်စိကစားလိုက်ပြီးလူအုပ်ကြီးထဲမှာပန်းပွင့်ဒီဇိုင်းကြီးကိုဝတ်ထားတဲ့စူးချင်းရှုပ်ကိုတန်းတွေ့သွားတယ်သူမျက်နှာဟာဒုက္ခရောက်နေတဲ့နတ်သမီးလေးကိုမြင်လိုက်ရတယ်လို့မျိုးချက်ချင်းပဲအသေးကွဲမတက်ခံစားချက်တွေနဲ့ပြည့်နေသွားတော့တယ်ရှင်းရှုပ်ငါမင်းကိုကယ်ဖို့လာပြီးဒီကောင်ကမင်းကိုဒီလိုဒုက္ခတွေပေးရတဲ့ပေါ့ဒီလိုစုပ်ပြတ်တက်နေတဲ့နေရာကမင်းနဲ့ဘယ်လိုလုပ်တမ်းပါမလဲအဲ့ဒီလိုပြောပြီးသူကချက်လက်မစာအုပ်ကိုထပ်ဆွဲထုတ်ပြန်ရောဒီတစ်ချိန်မှာတော့သတင်းကြားလို့အပြေးလွှားရောက်လာတဲ့ရွာလူကြီးကိုတိုက်ရိုက်ပြောလိုက်တယ်ကျွန်တော်ခမည်းကိုရန်ပုံငွေတရုတ်ငွေ30တန်း30 million မှမပေးမယ်ဒီစုပ်ပြတ်နေတဲ့ရွာကိုကျွန်တော်စီရောင်းလိုက်ပါချင်းရှုအတွက်ဒီရွာမှာကမ္ဘာအဆင့်မီအကောင်းစားအပန်းဖြေစခန်း resort တစ်ခုစောက်ပေးခြင်းလို့ဒီကောင်စုပ်လေးမင်းအခုဘာပြောလိုက်တာလဲငါတို့ရဲ့ဘိုးဘွားပိုင်မြေတွေကိုတူးဆော့ပြစ်မယ်ဟုတ်လားလူချင်းထိုးကြကြတော့မဲ့အခြေအနေမျိုးဖြစ်လာတာကိုမြင်တော့စူးချင်းရှုကရုတ်တရက်ရှိကိုတက်လာပြီးလူတိုင်းကိုပါဇက်အဟောင်းသားဖြစ်သွားစေမဲ့အရာကိုလုပ်လိုက်တော့တယ်သူကကိုယ်တိုင်ရှိကိုရှောက်လာပြီးကျွန်တော်လက်မောင်းကိုတွဲချိတ်လိုက်တယ်ပြီးတော့ကျွန်တော်ရင်ခွင်ထဲတိုးဝင်ကဝေရှင်းကြံကိုချိုးသားတဲ့အပြုံးလေးပြလိုက်ရင်တောင်းပန်ပါတယ်နော်ဒါပေမဲ့ကျမကဒီကသဘာဝအတိုင်းရှိနေတဲ့ကြီးလက်လှကိုပဲသဘောကျတာပြီးတော့ဒီရိုင်းဆိုင်တဲ့တောသားလေးကိုလည်းသဘောကျတယ်ဝေရှင်းကြံကတော့ဒါကိုလုံးဝမယုံဘူးစူးချင်းရှုဟာကျွန်တော်ရဲ့ချင်းချောက်မှုကိုခံနေရတာလို့ပဲသူထင်နေပြီးကျွန်တော်ကိုချက်ချင်းစိန်ခေါ်တော့တာပဲကောင်းပြီမင်းကငါထက်သားတယ်ဆိုတာကိုတက်တည်ပြချင်တာမလားဒါဆိုရင်တို့တွေပြိုင်ပွဲတစ်ခုလုံးမလားမင်းတို့လိုရွာသားတွေအကျွမ်းကျင်ဆုံးဖြစ်တဲ့လေကွင်းထဲမှာတောက်ဆိုင်တံပွဲလုပ်ကြရအောင်သူ့ရဲ့အပြစ်ဆိုပွဲမရှိအောင်တမိုးကြီးလာတဲ့စကဝတ်စုံနဲ့ပြောင်းလဲနေတဲ့တရေဖက်နှက်တွေကိုကြည့်ပြီးကျွန်တော်ကတော့လူရုပ်မှာဆက်ဆံပြုံးလိုက်မိတယ်ကောင်းပြီလေကောင်းတင်ပုံကလမ်းကိုတော့မင်းမရွေးပဲအပေါက်မရှိတဲ့ငရဲပြည်ကူမှအတင်းတိုးဝင်လာတာပဲဒီနေ့တော့တကယ်ရိုင်းဆိုင်နဲ့တောသားဆိုတာဘယ်လိုလဲဆိုတာမင်းမျက်စိပွင့်သွားအောင်ငါပြပေးမယ်တောက်ဆိုင်တံပွဲသတင်းကအတောင်ပံတွေပါလာတယ်လို့မျိုးမှတ်မှုပွင့်ရွာတရွာလုံးကိုပြန့်နှံ့သွားတော့တယ်ရွာကလူကြီးလူငယ်ကြားမမရွေးအားလုံးကကိုစီကလတ်ထိုင်တွေဆွဲဖျုံစေးတွေကင်ပြီးရွာရှိဘက်ကလေကွင်းစီကိုအပြေးလွှားလာကြတော့တာပဲဒီရာစုနှစ်ရဲ့အကြီးကျယ်ဆုံးတံပွဲကြီးကိုကြည့်ဖို့အတွက်ပေါ့ဝေရှင်းကြံကတော့ယုံကြည်မှုအပြည့်နဲ့ရှုံနှုံတဲ့ကိုဂုံတရေရှိရှိခြေလန်းလန်းလိုက်တယ်ဒါပေမဲ့ခြေတစ်ဖက်ချလိုက်တာနဲ့တကူလုံးကဘုံလာဦးကြီးလိုမျိုးရှုံနှုံတဲ့ကိုနက်နက်ရှိုင်းရှိုင်းညှို့ဝင်သွားပြီးပြန်နှုတ်လို့မရတော့ဘူးပရိသတ်တွေရွာလုံးကတော့တဟားဟားနဲ့အော်ရကြတော့တာပေါ့ကျွန်တော်ကတော့ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ခြေပလာနဲ့လေကွင်းနဲ့ဆင်းလိုက်တဲ့လှုပ်ရှားမှုတွေကစီးဆင်းနေတဲ့ရေလိုင်းလိုအဆင်ပြေချုံးမွေ့ပြီးမျက်စိတမိတ်တွင်းမှာပဲလုံးဝဖြောက်ဆင်းနေတဲ့ကောက်ဆိုင်တန်းကြီးတစ်ခုကိုစိုက်ပျိုးပြီးသွားခဲ့ပြီးဝေရှင်းကြံကတော့ရှုံထဲမှာပဲတမုံလွယ်လုံးရုံးကန်နေရလုံးပဲမြော့နေငန်းအုပ်စုကြီးများတမုံလွယ်လုံးရုံးကန်ပြီးနောက်ဆုံးရှုံထဲကနေသူရုံးထွက်နိုင်ခဲ့တဲ့အချိန်မှာတော့ဒီကိုယ်လုံးရှုံလွန်တရဝါကြီးတစ်ကောင်လိုဖြစ်နေခဲ့ပြီးသူနောက်ထပ်တလန်းလန်းဖို့ပြင်လိုက်တော့မှပဲရုတ်တရက်တွေးပြက်စရာအော်ဟစ်တန်ကြီးထွက်လာပြန်ရောငါ့ကိုဘာကောင်ကိုက်နေတာလဲဟဲ့သူတေလောက်အောင်ကြောက်လန့်တကြားနဲ့သူ့ခြေတလုံးကိုမလိုက်တော့မျက်လုံးနဲ့မြင်လိုက်ရတာကမိနဲ့နေတဲ့မြောက်ကြီးတစ်ကောင်ကသူ့ခြေထောက်ကိုတင်းတင်းကြပ်ကြပ်ကတ်တွေပြီးတွေးဆုံနေတာပဲဝေရှင်းကြံခါမြအတန်ကုန်အော်ပြီးလူတက်ပလို့အော်ဟစ်တော့တာပဲသူ့ရဲ့တထေးသားပုံစံလေးလဲလုံးဝပျက်စီးသွားခဲ့ပြီပေါ့လေကန်တင်းပေါ်မှာရက်ကြည့်နေတဲ့စူးချင်းရှုကတော့ဒီလိုရေစရာကောင်းတဲ့မြင်ကွင်းကိုကြည့်ပြီးဝမ်းသာအားရနဲ့ကိုခါခောက်ကွေးအောင်အော်ရတော့တာပဲဘလောက်တောင်ရဲလဲဆိုရင်မက်တက်တောင်ဖြောင်းဖြောင်းမရနိုင်တော့တဲ့အထိပဲဒါပေမဲ့ဝေရှင်းကြံကတော့အရှုံးမပေးချင်သေးဘူးရှုံထဲကနေတွားရုံထွက်လာပြီးဒုတိယအချီပြိုင်ဖို့ကမ်းလှမ်းပြန်တယ်ငါမကျေနပ်ဘူးဒုတိယအချီထပ်ပြိုင်မယ်သူကရွာလမ်းဘေးမှာဆရာကြီးစတိုင်နဲ့လမ်းလျှောက်နေတဲ့အဖြူရောင်ငန်းအုပ်ကြီးကိုညွှန်ပြပြီးငန်းဖမ်းပြိုင်မယ်တဲ့
ရွာထိပ်မှာတောက်စရာတစ်ခုခုတောက်ရင်းရုပ်ရှင်ကြည့်တယ်လို့ကြည်နေတဲ့ကျွန်တော်တောင်ထမင်းလုပ်ပြီးမတက်ဖြစ်သွားရတယ်ဒီရွာမှာအဖိုးဟန်ရဲ့အဖြူရောင်ငန်းအုပ်ကြီးဆိုတာရွာရဲ့တိုက်လေရင်တွေဆိုတာဘယ်သူမှမသိပဲနေမလဲခွေးတွေတောင်အဲ့ဒီငန်းတွေကိုမြင်ရင်အသေးလဲကြောက်ကြတာတေချာတာပေါ့ဝေရှင်းကြက်အနာကိုကတ်သွားတာနဲ့ငန်းအုပ်ကောင်းဆောင်ကြီးကသူ့လေပင်ကိုအရှိကြီးဆန့်ထုတ်လိုက်ပြီးသူ့တပည့်တွေကိုဥဆောင်ကဝေရှင်းကြက်စီတန်းတန်းမမတ်ကြီးပြေးစော်တော့တာပဲနောက်ဆက်တွဲမြင်ကွင်းကတော့တကယ်ကိုတွေးပြက်စရာစစ်တလင်းပြင်းကြီးအတိုင်းပဲဝေရှင်းကြက်ခါများမိဘကိုတိုက်တီအော်ဟစ်ပြီးရွာလန်းအတိုင်းအသက်လူပြေရတော့တာပေါ့ငန်းအုပ်ကောင်းဆောင်ကြီးကသူ့ဖင်ကိုကွက်တိလိုက်စိတ်တာကြောင့်သူ့ရဲ့တံမိုးကြီးဝတ်စုံပေါင်းပြီးကြီးမှာအပေါက်တွေအများကြီးဖြစ်သွားခဲ့ရတဲ့စူးချင်းရှုကတော့ရဲလုံးလို့မျက်ရည်တွေပါထွက်လာခဲ့ပြီးနောက်ဆုံးတော့ကျွန်တော်ကိုယ်တိုင်စက်ကြည့်ရစရာမရှိတော့တာနဲ့ရှေ့ကိုပြေးထွက်ပြီးငန်းအုပ်ကောင်းဆောင်ရဲ့လေပင်ကိုတင်းတင်းကြပ်ကြပ်ဖမ်းချုပ်မြေပြင်ကနေမချီလိုက်ပြီးမှဖင်စိတ်ခံနေရတဲ့ဝေရှင်းကြက်ကိုကဲထုတ်ပေးလိုက်ရတယ်သူကတော့မျက်နှာမှာရွှွန့်တွေပေးပွားပြီးကြောင်အန်းကြီးမတ်တက်ရက်နေလုံးပဲအဲ့ဒီအချိန်မှာပဲစိတ်ခံထားရတဲ့ဘောင်းဘီအပေါက်ကနေခုတ်ခနဲ့ပြတ်ထွက်သွားတဲ့အတန်ကြီးထွက်လာပြန်ရောစူးချင်းရှုကရဲလုံးလို့ထွက်လာတဲ့မျက်ရည်တွေကိုတုတ်လဲချောင်းရှင်းလိုက်ပြီးရွာသားတွေရှိမှပြန်ပွဲရလက်ကိုအကျယ်ကြီးကျင်ညာလိုက်တယ်ဒီနေ့ရွာတွင်းပြန်ပွဲရဲ့အနိုင်ရရှိသူကတော့လင်းခွေဖြစ်တယ်လို့ငါတရားဝင်ကျင်ညာပါတယ်နေ့အတွက်ဆုလက်ကတော့လင်းငါမနေ့ကလဲထားတဲ့အဝတ်စားတွေအားလုံးကိုစင်အောင်ရှုပ်ပေးရမယ်အလုပ်ပဲဒါကဘယ်လိုလုပ်ဆုလက်ဖြစ်မှာလဲဟဲ့ခေါင်းမိုးပေါ်ကဖွင့်ဝင်ခံချက်အဲ့ဒီညနေမှာပဲရွာရဲ့လက်စစ်လိုင်းတွေပြုပြင်ထိန်းသိမ်းဖို့အတွက်မိခစ်တာဖြစ်လိုက်ကြတယ်ဖုန်းတွေ TV တွေမရှိတော့တာကြောင့်ရွာတရွာလုံးဟာစိတ်ငြိမ်အေးချမ်းတဲ့ညစ်ဦးရံတဲ့ကိုနှက်ဝင်သွားခဲ့တယ်ကျွန်တော်နဲ့စူးချင်းရှုဟာအိမ်ခေါင်းမိုးပေါ်တက်ထိုင်ပြီးမြို့ပေါ်မှာဘယ်တော့မှမမြင်ဘူးလေလှပလုံးနဲ့ကျဲစင်စုံနေတဲ့ကောင်းကင်ကြီးကိုမောကြည့်နေခဲ့ကြတယ်နွေရာသီရဲ့ညချမ်းလေးပြေလေးကမြေကြီးနဲ့မျက်ရိုင်းနဲ့တွေကိုတဲဆောင်လာပြီးကျွန်တော်တို့အနားကနေဖြတ်တန်းတိုက်ခတ်သွားတာတကယ်ကိုနေလို့ထိုင်လို့ကောင်းလွန်လာတယ်အဲ့ဒီတော့ကနေငါ့ကိုဘာလို့လိန်ခဲ့တာလဲငါစီကပတ်စံကိုလိန်ပြီးတာနဲ့ဘာလို့ချက်ချင်းပွားပြစ်လိုက်ရတာလဲကျွန်တော်တိတ်ဆိတ်သွားမိတယ်ဒီမေးခွန်းကလွန်ခဲ့တဲ့9နှစ်လုံးကျွန်တော်ရင်ထဲမှာစူးနစ်နေခဲ့တဲ့စူးတစ်ချောင်းလိုပဲအဲ့ဒီတော့ငါအမေကနေမကောင်းဖြစ်လို့ခွဲစိတ်ဖို့အတွက်ပတ်စံရေးပေါ်လိုနေခဲ့တာငါမှအခြားရွေးချယ်စရာမရှိခဲ့ဘူးဒါကြောင့်ပဲ online ပေါ်မှာပတ်စံလိမ်ဖို့အကြံရခဲ့တာဒါပေမဲ့ပတ်စံရသွားပြီးတဲ့နောက်မှာတော့ငါရင်ထဲမှာအဖြစ်ရှိစိတ်တွေအသေးလဲခံစားရပြီးနင့်မျက်နှာကိုဘလို့မှရင်မဆိုင်ရတော့ဘူးဒါကြောင့်ပဲနင့်ကိုတန်းပြီးတွားလိုက်တာစူးချင်းရှုကဘာမှမပြောပဲတိတ်တိတ်လေးနားထောင်နေခဲ့တယ်တကယ်တော့အဲ့ဒီတရုတ်ငွေ RAM 200ကိုနောက်တစ်နေ့မှာပဲငါဂိမ်းထဲကလက်ဆောင်ပေးတဲ့စနစ် gifting feature ကိုသုံးပြီးတန်မိုးတူ voucher တွေအနေနဲ့နစ်စီပြန်ပို့ပေးခဲ့ပါတယ်နင်းတတိမထားမိတာပဲဖြစ်လိမ့်မယ်စူးချင်းရှုကြောင်းအန်းသွားခဲ့တယ်သူကသူ့ဖုန်းကိုဆွဲထုတ်ပြီးသူ့ရဲ့နက်ဖျားဆင်ဟက်ကာတက်ပညာ hacking skills တွေနဲ့လွန်ခဲ့တဲ့9နှစ်ကအယောင်းဝယ်မှတ်တမ်းတွေကိုအတင်းလန်လော်ရှာတော့တာပဲမှတ်တမ်းတွေကိုအတော်ကြာကြာရှာဖွေပြီးတဲ့နောက်မှာတော့နောက်ဆုံးလွန်ခဲ့တဲ့9နှစ်ကတရက်မှာတန်မိုး2000ရှိတဲ့ voucher လက်ဆောင်ပေးထားတဲ့မှတ်တမ်းကိုသူတွေ့သွားခဲ့တယ်နားလည်မှုလွဲတာတွေပြေးလဲသွားခဲ့ပေမဲ့ကျွန်တော်တို့ကြားကလေတူကတော့ပိုပြီးနူးညံ့သိမ်မွေးပြီးစိတ်လှုပ်ရှားစရာကောင်းလာခဲ့တယ်သူခေါင်းငုံလိုက်ပြီးရှင်တကောင်ဝူးမြည်တယ်လို့တိုးမြင့်လာတဲ့လေတံလေးနဲ့ပြောရှာတယ်ဒါပေမဲ့လည်းနင်ကလူလိမ်ပါပဲနင်ငါရဲ့ယုံကြည်မှုကိုလိမ်ညာခဲ့တာပဲအဲ့ဒီတုန်းကငါမိဘတွေကအခုမှကွာရှင်းထားကြပြီးအိမ်ကလည်းလုံးဝပြိုဖျဲဖြစ်နေတာဘယ်သူမှလည်းငါ့ကိုဂရုမစိုက်ကြဘူးအဲ့ဒီအချိန်တုန်းကငါရဲ့ကဘာတစ်ခုလုံးမှာနေရောက်ပဲရှိခဲ့တာအဲ့ဒီအချိန်ကနင့်ကိုတကယ်ကိုအရေးကြီးတဲ့တငယ်ချင်းတယောက်လို့ငါသတ်မှတ်ခဲ့တာကျွန်တော်ရင်ထဲတစ်ခုခုနဲ့အပြင်းထန်အထုခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်ဟောဒီလိုကိုအဲ့ဒီမှနှစ်ရရဲ့နောက်ွယ်မှာဒီလိုဇလန်းမျိုးရှိနေခဲ့တာကိုလာရအောင်မှရှိနေတဲ့သူ့ရဲ့လှပလုံးနဲ့ဘေးတိုင်းမျက်နှာပြင်လေးကိုကျွန်တော်လမ်းကြည့်လိုက်မိတယ်အမြဲတမ်းတွေ့နေကြအေးဆက်ဆက်နဲ့အာနာရှင်ဆန်တဲ့ပုံစံမျိုးမဟုတ်တော့ပဲနည်းနည်းလေးနုနယ်ပြီးနူးညံ့တဲ့ပုံစံလေးဖြစ်နေခဲ့တယ်ကျွန်တော်ရုတ်တရက်တွေးမိပြန်တဲ့ဒီမိစ္ဆာမလေးကတွေးကြည့်ရင်တိတ်ပြီးကြောက်စရာမကောင်းလာပါဘူးရွာထိပ်ကခွေးတက်ရင်နဲ့ကော်ပြားသူရဲ့ကောင်ဝေရှင်းကျန်းကတော့မြို့နယ်စေကမ်းမှာတရက်လောက်နားပြီးတာနဲ့နောက်တစ်နေ့မှာလူမိုက်စတိုင်းနဲ့ကြွက်သားတွေဖြန့်ပြီးပြန်ရောက်လာပြန်ရောဒီတစ်ချိန်မှာတော့ဟိတ်ဟန်ကြီးကြီးနဲ့လာမရှုပ်တော့ပဲအနောက်တိုင်းဝတ်စုံနဲ့ဝတ်ထားပြီးမျက်မှန်မဲတက်ထားတဲ့တက်တော်ဆောင်လူမိုက်တစုကိုခေါ်လာပြီးရွာထဲဝင်မဲ့တကြောင်နဲ့တော့လမ်းမကြီးကိုပိတ်ဆို့ထားလိုက်တော့တယ်ငါရင်းနှီးမြှုပ်နှံသူတွေနဲ့အားလုံးအပိသက်ဆွေးနွေးပြီးမင်းတို့ရွာကဒီမြေကွက်ကိုဝယ်ပြီးဒီနေရာမှာဓာတုဗေဒစက်ရုံ chemical plant တခုဆောက်ဖို့ပြင်ဆင်နေတာအဲ့ဒီအချိန်ကျရင်မင်းတို့ရဲ့တာယာလှပတဲ့မက်မှုပွင့်ရွာကြီးကအနှံ့ဆိုးတွေထွက်နေတဲ့ရေမြောင်းပုတ်ကြီးဖြစ်သွားလိမ့်မယ်ရွာသားတွေအားလုံးတိုင်တူဒေါသထွက်သွားကြပြီးလေယာသုံးကရိယာတွေကိုစီကန်ကသူတို့ကိုဝိုင်းလိုက်ကြတယ်စူးချင်းရှုရဲ့မျက်နှာပြတ်သွားခဲ့ပြီးသူကရှေ့ကိုတက်လန့်တက်ပြီးရွာသားတွေနဲ့ကျွန်တော်ကိုကောက်ွယ်ပေးလိုက်တယ်ဝေရှင်းကျက်မင်းလုံနေတာတရားမဝင်ဘူးနော်ဝေရှင်းကျက်ကအေးဆက်ဆက်ရေးလိုက်ပြီးသူ့စကားကိုလုံးဝဂရုမစိုက်ဘူးသူကတက်တော်ဆောင်တွေကိုမျက်ရည်ပြလိုက်တာနဲ့လူမိုက်နှစ်ယောက်ကချက်ချင်းရှေ့တက်လာပြီးဘယ်တစ်ဖက်ညတစ်ဖက်စူးချင်းရှုရဲ့လက်မောင်းတွေကိုဖမ်းချုပ်ကားထဲကိုအတင်းထည့်ဖို့ကြိုးစားတော့တယ်ချင်းရှုကျွန်တော်အသက်ပြင်းပြင်းရှုလိုက်ပြီးလက်ညှိုးနဲ့လက်မောက်ကိုပါဆက်ထဲထည့်ကာဆူရှာလာတဲ့လေချုံတန်ကြီးတစ်ချက်ထွက်ပေါ်အောင်ခြုံလိုက်တော့တယ်နောက်တစ်စက္ကန့်မှာပဲအရက်မျက်နှာအနှံ့ကနေကျွန်တော်တို့ရွာကခွေးကောင်ကြီးရာနဲ့ချီပြီးပြေးထွက်လာကြပြီးဝေရှင်းချမ်းကပါကားလမ်းကြီးကိုခဏချင်းအတွင်းမှာပဲပိတ်ဆို့ဝိုင်းရန်လိုက်ကြတော့တယ်မျက်စိတမိတ်အတွင်းမှာပဲခြေခက်တွေဟင်းဒီဟင်းရွက်ပုတ်တွေကလေထဲမှာပြန်ဝဲလို့နေခဲ့ပြီးခွေးဟောင်တန်တွေနဲ့လူတွေရဲ့အော်ဟစ်ငိုကြီးတန်တွေကလည်းရောထွေးလို့နေတာပေါ့မြို့ပေါ်မှာစီကမ်းမဲ့အာနာပြခဲ့တဲ့အဲ့ဒီတက်တော်ဆောင်တွေဟာဒီလိုစစ်တလင်းပြင်မျိုးကိုတခါမှမမြင်ဘူးကြတာကြောင့်ရွာသားတွေရဲ့အရိုက်နှက်ကိုခံရပြီးအရှက်တကွဲနဲ့ပြေးကြလွှအားကြတော့တာပဲရုံရင်းဆန်ခတ်ဖြစ်နေတဲ့အခြေအနေကိုအခွင့်ကောင်းယူပြီးကျွန်တော်ကားနားကိုပြေးသွားကလက်ထဲကကော်ပြားနဲ့ကားပြတင်းပေါက်မှန်ကိုအားနဲ့ထုခွဲပစ်လိုက်တယ်ကျေလောင်လာတဲ့အတန်ကြီးနဲ့အတူကားမှန်ကလုံးဝကြေမွသွားခဲ့ပြီးမှန်ကွဲစာတွေကကျွန်တော်လက်ကိုရှမ်းမိတာကြောင့်တွေးရအများကြီးစီးကြလာခဲ့တယ်ဒါပေမဲ့ဒါကိုဂရုစိုက်ဖို့အချိန်မရှိဘူးလက်ကိုကားရဲ့အမြန်လိုက်ပြီးတကားချက်လောက်ကိုဖွင့်ကစူးချင်းရှုကိုကားထဲကနေတစ်ချက်တည်းနဲ့ဆွဲထုတ်လိုက်တယ်နင်ဘာမှမဖြစ်ဘူးမလားစူးချင်းရှုကတွေးတွေပြေးပွားနေတဲ့ကျွန်တော်လက်ကိုကြည့်လိုက်တယ်အမြဲတမ်းတည်ငြိမ်နေတတ်တဲ့သူ့မျက်နှာပေါ်မှာပထမဆုံးအကြိမ်အဖြစ်တကယ်ကိုထိတ်လန့်တုန်လှုပ်သွားတဲ့အရေးအယောင်တွေကိုအထင်ရှားမြင်လိုက်ရတယ်နင့်လက်ကဝေရှင်းချန်ကတော့ရွာသားတရွာလုံးရဲ့ကျိန်ဆဲတန်တွေနဲ့ခွေးအုပ်ကြီးရဲ့လိုက်လံပို့ဆောင်မှုတွေကြားထဲမှာတေလောက်အောင်ကြောက်လန့်သွားခဲ့ပြီးသူကားထဲကိုကမန်းကရန်ပြန်ဝင်ပြီးစိတ်ပြက်လက်ပြက်နဲ့အမြန်မောင်းထွက်ပြေးသွားတော့တယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့နောက်ွယ်မှာကာကွယ်ပေးထားတဲ့စူးချင်းရှုကိုပြန်ကြည့်လိုက်မိတယ်သူကလည်းကျွန်တော်ကိုပြန်ကြည့်နေခဲ့ပြီးအဲ့ဒီမျက်လုံးတွေထဲမှာတော့ကျွန်တော်ဘယ်လို့မှအတိတ်ပဲမခေါ်တတ်တဲ့ခံစားချက်တွေပြည့်နှက်လို့နေခဲ့ပြီး
အိမ်ပြန်ရောက်တော့အဖွားကဒဏ်ရာရထားတဲ့ကျွန်တော်လက်ကိုမြင်ပြီးစိတ်မကောင်းလို့မျက်ရည်တွေပါကျရှာတဲ့စူးချင်းရှုကခန်းထဲကနေစစ်တစ်တာကိုယူလာပေးပြီးကျွန်တော်ဒဏ်ရာကိုတိတိကျကျစီးထည့်ပေးတယ်သူ့ရဲ့ပက်တီစီးတဲ့လက်ကွက်ကအတော်လေးကိုဦးချောင်းချောင်းနိုင်လာပေမဲ့တကယ်ကိုနူးညံ့လွန်လာပါတယ်ပိုးတက်စေကဒဏ်ရာကိုထိမိတဲ့အချိန်မှာတေးလောက်အောင်ဆက်ဖြစ်နေပေမဲ့ကျွန်တော်တခုမှအော်မငြိခဲ့ဘူးအဖွားကတော့ဘေးနားမှာရက်ပြီးတကယ်ကိုကျင်းနဲ့အားရတဲ့မျက်နှာပေးနဲ့ကြည့်နေခဲ့တယ်တို့ကွေအားကတကယ်ကြီးအရွယ်ရောက်သွားပြီပဲသူ့မိမကိုဘလို့ကာကွယ်ရမလဲဆိုတာသိနေပြီးဒီမြေချွေးမလေးကိုအဖွားကတော့ရာနှုန်းပြည့်သဘောတူတယ်ကွယ်ဒီလိုတင်မဆုံကျဲတဲ့မိန်းကလေးမျိုးကတာသမီရတနာထုံးကမှတေးချတယ်စူးချင်းရှိုးရဲ့မျက်နှာကချက်ချင်းပဲနာရွက်တွေအထိနီးရဲသွားတော့တဲ့ဒါဟာသူ့ကိုဒီလိုရှက်သွေးဖြန်းနေတာကိုပထမဆုံးအကြိမ်မြင်ဘူးချင်းပဲအဲ့ဒီနေ့ကစပြီးကျွန်တော်တို့ကြားကလေတူးကလုံးဝပြောင်းလဲသွားခဲ့ပြီးသူကအဲ့ဒီမှာနှစ်ရကျွေးကြောင်းလဲထပ်မပြောတော့ဘူးစာချုပ်ဖြတ်သိမ်းခြင်းအကြောင်းလဲမဟာတော့ဘူးသူကသူ့ရဲ့တောက်ခနဲ့တွေနဲ့ကိုပိုရေးဝတ်စုံတွေကိုဆွတ်လွတ်လိုက်ပြီးရိုးရိုးပိတ်စနက်နဲ့ပေါ့ပေါ့ပပအဝတ်စားတွေကိုလဲဝတ်ကကျွန်တော်နောက်ကိုလိုက်ပြီးမြစ်ထဲမှာငါးဖန်တော်ထဲမှာမှုတ်ရှာအာနာတွေကိုလှုပ်တော့တာပဲသူကအတော်လေးကိုအတင်ပြမြင်တဲ့လူပဲအစပိုင်းမှာဘာမှမလုပ်တတ်တဲ့လူကနေနောက်ပိုင်းမှာတော့တကယ်ကိုကျွမ်းကျင်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပြီအဲ့ဒီနေ့ကမြစ်ကမ်းဘေးမှာငါးဖန်နေတော့သူကရုတ်တရက်စကားဆက်လာတယ်လင်းကွေငါမျိုးကိုပြန်မသွားတော့ဘူးဒီမှာပဲနေပြီးနေ့ရက်မိမလုပ်တော့မယ်ဘာပြောတယ်ပြန်ပြောဦးသူ့ရဲ့တည်ငြိမ်နေတဲ့မျက်နှာပေးကိုကြည့်ပြီးကျွန်တော်လက်ဖြက်ကနောက်ကိုနှစ်လမ်းလောက်ကမန်းကရန်ဆုပ်လိုက်မိတယ်မလုပ်ပါနဲ့ဘော့ဆူရဲ့နောက်ပြောင်မနေပါနဲ့ကျွန်တော်နင့်ကိုမကျွေးမွေးနိုင်ပါဘူးနေ့ရက်ထမင်းတနက်စာကကျွန်တော်ရဲ့လောက်ဝက်စာလာစာထက်တောင်များသေးတယ်စူးချင်းရှိုးကဘာမှမပြောဘဲအနားကိုပိုတိုးကပ်လာပြီးကျွန်တော်ကိုတစ်ပင်ကြီးတစ်ပင်စီရောက်အောင်မလုပ်နိုင်အောင်ထောက်ပိတ်လိုက်တော့တယ်ပြီးတော့သူ့ရဲ့မေးစေးကိုအနှဲငယ်မော့လိုက်ရင်သူ့ရဲ့ပင်ကိုအာနာရှင်ဆန်တဲ့အရှိန်ဝါကိုထုတ်ဖော်လိုက်ပြီးဒါဆိုရင်ငါပဲနင့်ကိုကျွေးမွေးဆောင်ရှောက်မယ်ငါနောက်ကိုကုမ္ပဏီပြန်လိုက်ခဲ့ပြီးငါရဲ့တူးလေးတော့အထူးလက်ထောက်ဖြစ်ဆက်နေရမယ်ကျွန်တော်ပါဇက်ဟာပြီးသူ့ကိုအပြတ်တက်ညင်းဘက်ကိုပြင်လိုက်တော့သူကအိတ်ကက်ထဲကနေကျွန်တော်ထင်ထားတာကတော့သူအမြဲတမ်းတင်စီထားတော့မယ်စာချုပ်ကြီးကိုဆွဲထုတ်လိုက်တယ်အဲ့ဒီတရုတ်ငွေနှစ်တန်းတန်စာချုပ်ဖြတ်သိမ်းကြီးစာချုပ်ကြီးကိုကျွန်တော်မျက်စိရှိတင်မဲ့အပိုင်းပိုင်းအဆအဆဖြစ်အောင်ဆုတ်ခဲပစ်လိုက်တော့တာပဲကျွေးမိတွေအားလုံးကြည်သွားပြီးနင်ကငါအပိုင်းပဲဇက်သိန်းကန်းငါအပိုင်းပဲနင်ကငါအပိုင်းပဲကျွန်တော်ရင်ထဲမှာတော့နှလုံးခုန်တန်တွေကအပြင်ကိုဝုန်းကနေခုန်ထွက်တော့မဲ့အတိုင်းရင်ဘတ်ထဲကနေဘုံနဲ့အပြင်းထန်တုန်ခါလို့နေခဲ့ပြီးကျွန်တော်ရဲ့လုံးဝကြောင်အန်ကြီးဖြစ်သွားတဲ့ကြောက်ရွံ့လိုမျက်နှာပေးကိုကြည့်ပြီးသူ့နှုတ်ခမ်းထောက်မှာကလူချင်းစရာကောင်းတဲ့အပြုံးတစ်ခုပေါ်လာခဲ့တယ်ပြီးတော့ကျွန်တော်နာနာကိုကပ်ပြီးကျွန်တော်တယောက်တည်းကြားနိုင်မဲ့လေတံလေးနဲ့ပြောတယ်နင်သာထပ်ပြီးသဘောမတူရင်လွန်ခဲ့တဲ့9နှစ်တုန်းကနေအွန်လိုင်းပေါ်မှာမိန်းကလေးရောင်ဆောင်ပြီးငါစီကပတ်စံလိမ်သွားတဲ့အကြောင်းရွာတရွာလုံးသိအောင်ငါဖွင့်ချပြမယ်ကဲတော်ပါပြီနေနိုင်ပါလေကွာနောက်ဆုံးတော့ကျွန်တော်ဟာသူ့ရဲ့ခြံရံခေါ်ဆောင်မှုနဲ့အတူမြို့ပြစီပြန်ရောက်လာပြီးကုမ္ပဏီကိုပြန်ဝင်ခဲ့ရတော့တဲ့အားလုံးကပြောင်းလဲသွားခဲ့ပြီးလုပ်ပေါ်ကိုင်ဖက်တွေကျွန်တော်ကိုကြည့်တဲ့အကြည့်တွေဟာတနာစရာကြီးကနေအံ့ဩတုန်လှုပ်တဲ့အကြည့်အဲ့ဒီကနေတစင်တကယ်ကိုရိုသေလေးစားတဲ့အကြည့်တွေဖြစ်ပြောင်းလဲသွားခဲ့ပြီးအရင်တုန်းကခတ်ဆွဲဝစ်စုံကြီးတွေဝတ်ပြီးအောက်ခြေကြနေခဲ့ရတဲ့အထူးလက်ထောက်လေးဟာအခုဆိုရင်စီယိုရုံးခန်းထဲကဆိုဖာပေါ်မှာစိန်နဲ့လဲပြီး boss ရဲ့ကိုယ်ပိုင်ကွန်ပျူတာကြီးနဲ့ဂိမ်းတွေကိုရေးရဲဝံ့ကြီးထိုင်ဆော့နေနိုင်ပြီလေတစ်ဖက်မှာလည်းအဲ့ဒီရေခဲတုံးလိုအေးဆက်လာတဲ့အမျိုးသမီးစရာကြီးကဒေါသမထွက်တဲ့အပြင်သူ့အတွက်လက်ဖက်ရည်တွေကိုယ်တိုင်လာချပေးရင်းနှွေးငယ်ပေးပြီးတတိတွေကိုပါအခွန်နှွားကျွေးနေသေးတာစူးချင်းရှုအစည်းအဝေးလုပ်တဲ့အချိန်တွေမှာတော့သူကပြတ်သားပြီးဩဇာအာဏာအပြည့်ရှိတဲ့ဘရင်မကြီးလာမင်းကအတီးပဲဖြစ်နေလုံးမဲ့ဒါပေမဲ့သူ့ရဲ့အကြည့်တွေကကျွန်တော်စီကိုဖြတ်ခနဲ့ရောက်လာတဲ့စက္ကန့်တိုင်းမှာအဲ့ဒီအေးဆက်မှုတွေဟာချက်ချင်းအကြီးပြောသွားပြီးရေပြင်းလိုနူးညံ့ညင်သာသွားတာကိုတော့လူတိုင်းသတိထားမိကြတာပေါ့ရုံးစင်းချိန်ရောက်ပြီဆိုရင်တော့တို့နှစ်ယောက်ထဲရဲ့ကဘာလေးကတရားဝင်စတင်ခဲ့ပြီးဂိမ်းထဲမှာအတူတူရိုက်တက်အောင်စော့ကြတာကတို့တွေရဲ့နေ့စဉ်ပုံမှန်လုပ်တစ်ခုဖြစ်လာခဲ့တယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အခန်းကဏ္ဍတွေကလုံးဝပြောင်းပြန်ဖြစ်သွားခဲ့ပြီပေါ့ကျွန်တော်ကတော့ Hero Support ဆက်ကောင်ကိုအသာလေးရွေးပြီးသူ့ရဲ့ခေါင်းပေါ်မှာအသုံးဆောင်တစ်ခုလိုစိန်နဲ့ထိုင်လိုက်ရုံပဲသူကတော့ Marco Polo နဲ့ဥဆောင်ပြီး Honor King Queen ပြင်ကျကြီးထဲမှာရန်သူမှန်သမျှကိုအတေးလဲလိုက်တက်ပြီးကျွန်တော်ကိုအလွယ်တကူပဲနိုင်ပွဲ wins တွေးစီခေါ်ဆောင်သွားတော့တာပဲဒီလိုဆော့တဲ့အခါတိုင်းဂိမ်းထဲကအခြေအနေမသိတဲ့အသင်းဖော်တချို့ကကျွန်တော်ကိုမိမနောက်လိုက်ကပ်ပါကောင်ဆိုပြီးလာစေကြတာအမြဲပဲအဲ့ဒီလိုဖြစ်တိုင်းစူးချင်းရှုကအသင်းမိုက် team မဲ့ကိုဖွင့်ပြီးသူ့ရဲ့အာနာရှင်ဆန်တဲ့လေတံကြီးနဲ့ချက်ချင်းပြန်ဆော့တော့တာပဲငါသူ့ကိုကူဆွဲပေး carry ပေးချင်လို့ဆွဲပေးတာဘာဖြစ်လဲဒါငါအရင်တုန်းက200ပေးပြီးဝယ်ထားတဲ့ယောက်ျားကွာဘာပြဿနာရှိလို့လဲဖုန်းစခရင်ပေါ်ကသူ့ရဲ့အာနာပိုင်လာတဲ့ကြီးညာချက်တွေကိုကြည့်ပြီးကျွန်တော်သဘောကျမိတယ်စိတ်မတက်နိုင်တဲ့အပြုံးမျိုးပေမဲ့တကယ်ကိုအချစ်တွေပြည့်နေနေတဲ့အပြုံးမျိုးပေါ့တကယ်တော့အစတုန်းကငါသူ့စီကနေ game skin skin တစ်ခုစားပဲလိန်ဖို့ကြံစီခဲ့တာပါနောက်ဆုံးမှာတော့ငါရဲ့ဘဝတစ်ခုလုံးကိုပေးဆက်ပြီးပြန်လဲလိုက်ရလိမ့်မယ်လို့ကဘာပေါ်မှာဘသူကထင်ထားခဲ့မှလဲဗျာ